ဆီယမတင်မိထားတဲ့ဟီရာဂနာခတာခနာစကလုံးတွေရှိပါတယ်နော်အဲ့ထဲကဟီရာဂနာစကလုံးတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်ကစကလုံးလေးကိုဟလို့အတန်ထွက်ပါတယ်ဟိုဘက်ကစလုံးလေးကိုဝလို့အတန်ထွက်ပါတယ်အဲ့ဒီစကလုံးမှာမှဟဆိုတဲ့စကလုံးလေးကိုတွေ့မှာပါနော်အဲ့ဒီဟဆိုတဲ့စကလုံးလေးကိုတစ်ခါတည်းရမှာဝလို့အတန်ထွက်ပါတယ်အဲ့ဒီတော့စကလုံးနှလုံးကဆင်းတယ်လို့ဖြစ်နေတာပေါ့အဲ့ဒီအတွက်ကြောင့်ကျောင်းသားတွေကမတ်ရခတ်တာမျိုးဖြစ်လာပါတယ်ဘယ်နေရာမှာဝလို့အတန်ထွက်တာလဲဆိုတာကိုရှင်းပြပေးသွားပါမယ်ဒီစကလုံးကပုံမှန်အားဖြင့်ဟလို့အတန်ထွက်ပေမဲ့ပါတီကယ်အနေနဲ့သုံးတဲ့အခါမှာတော့ဝလို့အတန်ထွက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဆီယမနဲ့အတူဥပမာလေးကိုလေ့ကျင့်ကြည့်ရအောင်ဥပမာလေးကဝါတာရှိအဓိပ္ပာယ်ကကျွန်ုပ်ဘေးရဟာလေးရကြတော့ဝလေးကပါတီကယ်ဖြစ်တဲ့အတွက်ကြောင့်ဝလို့အတန်ထွက်ပေးရပါမယ်နော်ဝါတာရှိဝကျွန်ုပ်ကဘေးရစလုံးလေးကဣရှာအဓိပ္ပာယ်ကဆရာဝန်အနောက်က thus အဓိပ္ပာယ်ကဖြစ်သည်တကြောင်လုံးဖတ်ကြည့်မယ်ဆိုရင်ဝါတာရှိဝကျွန်ုပ်ကဣရှာ thus ဆရာဝန်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့ဒီတော့ပါတီကယ်အနေနဲ့သုံးလို့ရှိရင်ဝါလို့အတန်ထွက်ပေးရတယ်ဆိုတာကိုဆီယမကျောင်းသားတွေကနားလည်သွားမယ်လို့ထင်ပါတယ်။တို့တော်ညာလေအနှင်းငယ်ပေါ့နော်ဆီယမကျောင်းသားတွေဘာကြောင့်လဲဆိုတော့မရခတ်တယ်ပေါ့နော်နေရာလေးတနေရာရှိပါတယ်။အဲ့ဒါကတော့ခွန်နီချီဝါမင်္ဂလာနေခင်းပါဆိုတဲ့နှုတ်ဆက်စကားလေးဖြစ်ပါတယ်။နှုတ်ဆက်စကားမှာလည်းဒီစကားလုံးကိုဟလို့အတန်ထွက်မဲ့အစားဝလို့အတန်ထွက်ပါတယ်။ဘာကြောင့်နှုတ်ဆက်စကားမှာကောဘာကြောင့်ဝလို့အတန်ထွက်တာလဲဟိုးရင်တုန်းကပေါ့နော်ဒီသုံးတဲ့အသုံးနှုန်းကတစ်ဆင့်ပြောင်းလဲလာတာဖြစ်ပါတယ်အဲ့ဒါလေးကိုရှင်းပြပေးမယ်နော်အဲ့ဒီတော့ဒီစကားလုံးရဲ့အရှိမခွန်နီချီဆိုတဲ့ဟာလေးပါပါတယ်နော်ခွန်နီချီရဲ့အဓိပ္ပာယ်ကဒီနေ့ဆိုတဲ့အဓိပ္ပာယ်ပါခုနကဝလေးကကြတော့ကလို့ဒီနေရာမှာလဲပါတီကယ်အနေနဲ့သုံးတာဖြစ်ပါတယ်ခွန်နီချီကဒီနေ့ဝလေးကဒီနေ့ကဟိုးရင်တုန်းကတော့ဒီနေ့ကနေကောင်းပါရဲ့လားဒီနေ့ကနေသားတယ်နော်ဒီနေ့ကပင်ပန်းသွားပြီနော်ဆိုပြီးတော့သုံးနှုန်းခဲ့ကြပါတယ်အဲ့လိုသုံးနှုန်းရာကနေအရှိဆုံးမှာအသုံးပြုတဲ့ခွန်နီချီဝါအဲ့ဒါလေးကတော့မင်္ဂလာနေ့ခင်းပါဆိုပြီးတော့ယခုခေတ်မှာနှုတ်ဆက်စကားအဖြစ်အသုံးပြုလာကြတာဖြစ်ပါတယ်အဲ့ဒီတော့ပါတီကယ်ကနေပဲဆင်းသက်လာတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်ဘာနဲ့အတန်ထွက်ရမှာလဲဝနဲ့အတန်ထွက်ရမှာဖြစ်ပါတယ်